တွင်းမှာလည်းစားစရာပြက်လက်နေတာကြာပြီဖြစ်တယ်လို့ယောဂဗျာတွေကလည်းဝါမြို့နေပြီးစစ်ကူလာမဲ့မျောလင်းချက်ကလည်းလုံးဝကိုခြုံငိမ်သွားခဲ့ပါပြီ1662ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာတော့ကမ္ဘာအင်အားကြီးနယ်သာလန်ကုမ္ပဏီ VOC ဟာအာရှစစ်ဘီရင်တစ်ပါးရဲ့ရှေ့မှောက်မှာဂျူးထောက်လိုက်ရပါတော့တယ်အဲ့ဒီနောက်မှာတော့ဘီရင်ကန်ဟာအလံပြူထောင်ပြီးလက်နက်ချဖို့သဘောတူလိုက်ရပါတယ်ဒါပေမဲ့ထူးခြားချက်ကကိုရှင်းကသူတို့ကိုရဲရဲဆက်ဆက်မတက်ပဲတိတ်ကရှိရှိထွက်ခွာခွင့်ပေးခဲ့ပါတယ်အဲ့ဒါကြောင့်ပဲနယ်သာလန်စစ်သားတွေဟာသူတို့ရဲ့ကိုယ်ပိုင်ပစ္စည်းတွေရိတ်ခါတွေကိုယူဆောင်ပြီးဂျကာတာကိုပြန်လည်ထွက်ခွာသွားခဲ့ပါတယ်ဒါကြောင့်ပဲ38နှစ်ကြာအုပ်စိုးခဲ့တဲ့နယ်သာလန်တို့ရဲ့ထိုင်ဝမ်ခေတ်ဟာကိုရှင်းကရဲ့ဓားသွားတွေအောက်မှာအပီးတိုင်ညီကုန်းချုပ်သွားခဲ့ပါပြီဒါအာရှသမိုင်းမှာအရှေ့တိုင်းသားတွေကအနောက်တိုင်းကိုလိုနီအင်အားကြီးတစုကိုစစ်ပွဲဆင်နွှဲပြီးအပီးပိုင်မောင်းထုံနိုင်ခဲ့တဲ့သမိုင်းဝင်အောင်ပွဲကြီးတစ်ခုလည်းဖြစ်ပါတယ်ကိုရှင်းကထိုင်ဝမ်ကျွန်းကိုသိမ်းပိုက်ပြီးရဲ့နောက်မှာတော့တုံးနေနိုင်ငံတော်ကိုတည်ထောင်ပြီးထိုင်ဝမ်ကိုတရုတ်ယဉ်ကျေးမှုလွှမ်းမိုးတဲ့ကျွန်းဖြစ်လာအောင်အုံပြစ်ချခဲ့ပါတယ်သူဟာစစ်တီတွေကိုလယ်သမားတွေအဖြစ်ပြောင်းလဲပြီးစိုက်ပျိုးရေးတွေလုပ်စေခဲ့တယ်လို့စာသင်ကျောင်းတွေဥပဒေတွေကိုလည်းမင်းဆက်ပုံစံတိုင်းတည်ဆောက်ခဲ့ပါတယ်ဒါပေမဲ့သူရဲကောင်းတို့ရဲ့ကံကြမ္မာစမ်းကြယ်ပြီးတိုးတောင်းလေးရှိပါတယ်ထိုင်ဝမ်ကိုသိမ်းပိုက်ပြီး၄လလောက်ကြာ1662ခုနှစ်ဇွန်လ23ရက်နေ့မှာပဲကိုရှင်းကရုတ်တရက်ကွယ်လွန်သွားခဲ့ပါတယ်သူ့ရဲ့တည်ဆုံမှုနဲ့ပတ်သက်ပြီးအချို့မတန်တွေကတော့ငှက်ဖျားယောဂါကြောင့်လို့ဆိုကြပေမဲ့တချို့ကတော့သူ့ရဲ့သားဖြစ်သူကျန်းချင်းရဲ့အကျင့်စာရိတ္တပြပြမှုနဲ့ဖခင်ဖြစ်သူအသက်ခံလိုက်ရတဲ့သတင်းတွေကြောင့်စိတ်ဖောက်ပြန်ပြီးတည်ဆုံသွားတယ်လို့လည်းဆိုကြပါတယ်အသက်38နှစ်အရွယ်ဘဝရဲ့အထွတ်ထိပ်ရောက်နေချိန်မှာပဲကျဲတပွင့်ဟာကျွေးလင်းသွားခဲ့ရတာပါအဲ့ဒီနောက်မှာတော့သူ့ရဲ့သားဖြစ်သူကျန်းချင်းကနေရာဆက်ခံပြီးနောက်ထပ်20လောက်အုပ်ချုပ်ခဲ့ပေမဲ့1683ခုနှစ်မှာတော့မန်ချူးတွေကထိုင်ဝမ်ကိုပြန်လည်သိမ်းပိုက်လိုက်ပါတယ်ဒီနေရာမှာအသင်းစရာကောင်းတာကမန်ချူးတက်ကိုဥဆောင်လာသူဟာကိုရှင်းကရဲ့လက်အောက်ငယ်သားရှီလန်ဖြစ်နေတာပါကိုရှင်းကရဲ့နိုင်ငံတော်ပြတ်သုံးသွားပေမဲ့သူ့ရဲ့အမွေနှစ်ကတော့ဒီနေ့ထိတိုင်ကြီးမားနေသေးပါဒီနေ့ခေတ်မှာကိုရှင်းကကိုတရုတ်ပြည်မကြီးကနေချစ်စန့်ကျင်အမျိုးသားသူရဲကောင်းအဖြစ်သတ်မှတ်တယ်လို့ထိုင်ဝမ်ကလည်းထိုင်ဝမ်ကျွန်းရဲ့ဖခင်ကြီးအဖြစ်လေးစားကြပါတယ်ဂျပန်တွေကလည်းသူတို့သွေးပါတဲ့အတွက်ဆာမူရိုက်သူရဲကောင်းအဖြစ်ဂုဏ်ယူပြီးပြဆက်တွေတောင်ကပြကြပါတယ်ညီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့1662ခုနှစ်ကထိုင်ဝမ်ကမ်းရိုးတန်းမှာပေါ်လာခဲ့တဲ့အဲ့ဒီတန်လူသားတပ်ဖွဲ့ကြီးနဲ့ကိုရှင်းကတော့ဟာစစ်ပွဲတစ်ခုကိုတင်ဆင်နွှဲခဲ့တာမဟုတ်ပါဘူးအာရှတိုက်သားတို့ရဲ့ဇွဲလုံးလားနဲ့တက်တီကိုကဘာကတိအောင်ပြသခဲ့တာပါပင်လယ်ဓမြမျိုးနွယ်ကဆင်းသက်လာပြီးစာပေပညာရှင်ဖြစ်ချင်ခဲ့ပေမဲ့ကကြမ္မာရဲ့တွန်းပို့မှုကြောင့်စစ်ဘီရင်တစ်ပါးဖြစ်လာခဲ့သူနောက်ဆုံးမှာနဖျားတဆူအဖြစ်ကိုးကွယ်ခံရသူသူကတော့ကိုရှင်းကပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုသဘောကျနှစ်သက်တဲ့ဆိုရင်နောက်ထပ်စိတ်ဝင်စားတဲ့သမိုင်းကြောင်းများနဲ့ဓမ္မပုံမြင်ကောင်းတွေကိုအများနဲ့ကြည့်ရှုနိုင်ဖို့ကျွန်တော်ရဲ့ channel လေးကို like နဲ့ subscribe လေးလုပ်ထားပေးကြပါအောင်ဗျာတင်တိုင်းသိရအောင်ဘေးနားခေါင်းလောင်းလေးကိုလည်းနှိပ်ပေးကြပါအောင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်သမိုင်းကြောင်းတွေမှာပြန်တွေ့ပါမယ်